အခုချင်းလန်းအသင်းကကစားသမားလေးတယောက်ပျောက်နေတဲ့ကိစ္စပေါ့နော်28ရက်နေ့မှာဆိုရင်ချင်းလန်းအသင်းကရန်နာပေါ်အသင်းနဲ့ကစားတော့မယ်မတူပီသားလေးလို့သိရတယ်တကယ်ကိုချင်းစစ်စစ်ဒီသားသမားလေးအသက်ငယ်သေးတယ်ပြီးခဲ့တဲ့9ရက်လောက်ထဲကပျောက်နေတာအသင်းကလည်းအခုတပြင်းရှာနေတယ်ဒီဝေးဖောက်ဝေးလာကစားတဲ့အချိန်မှာရန်ကုန်မြို့မှာပျောက်နေတယ်ပေးတယ်လို့ပြောရင်လက်ထဲရအောင်ပေးလိုက်အဲ့ဒါအကောင်းဆုံးအရှင်းဆုံးပဲဗျာနော်အခုရှမ်းဦးနေတဲ့လို့တဲ့ကွက်ကမိုက်တယ်ရှမ်းဦးနေတဲ့မှာနိုင်ရင်ဒီလိုပေးတယ်ဒီလိုပေးရင်ဒီလိုရတယ်ဆိုတာကိုပြတယ်ဗျာဒါကျွန်တော်ဘယ်သူမှပုတ်ခတ်ပြီးတော့စော်ကားချင်းပြောချင်တာမဟုတ်ဘူးဒါပေမဲ့ပေးရင်ရတာပဲမြင်နေတယ်ဗျာဟုတ်လားပေးလို့ရတာအဲ့ vibe ကအကြိုက်ဆုံးပဲအမိုက်ဆုံးပဲဗျာနော် state လဲရှင်းတယ်တန်တရားလည်းကဲနိုင်ငံတကာမှာလည်းပွဲကစားနေနေအင်ကြီးတွေပြက်ဂျာစီတွေပြက်ဟိုဖြစ်ကြတာပဲပေါ့နော်ဒါပေမဲ့အဲ့လိုတော့ပြောလို့ဒီ Adidas တို့ Nike တို့အထူးမားတို့ကမကောင်းလို့ပြောလို့မရဘူးကျွန်တော်အချိန်တစ်ခုပုံမှာမူတည်ပြီးတော့ပြည်သူများအားလုံးပဲမင်္ဂလာပါ Soccer Vibe ကြော်ကနေပြီးတော့ကြိုးဆိုပါတယ်ဒီရက်ပိုင်းတွေထဲမှာကျွန်တော် blog တွေပုံမှန်မတင်ဆက်ဖြစ်ဘူးပေါ့နော်အဓိကကတော့ကျွန်တော်ပြည်တွင်းမှာရှိတဲ့အားကစားပွဲတွေနောက်ကိုတောက်လျှောက်လိုက်ပြီးတော့ကျွန်တော်သတင်းမင်းမြန်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော် blog season လေးခဏရနာထားခဲ့ရတာပါအခုတော့ကျွန်တော်ဒီနေ့တော့ကျွန်တော်ပြည်တွင်းပွဲတွေသွားရမှာမရှိဘူးမနေ့ပြန်ဩဂုတ်လ28ရက်နေ့မှာတော့ကျွန်တော်မြန်မာ National League M League အဖြစ်ပြောင်းသွားပြီ2026-29ရာသီသက်ပြန်စပြီကျွန်တော်ကွင်းထဲရောက်သွားပြီသတင်းယူပါဦးမယ်ဆိုတော့ဒီကနေ့မှာကျွန်တော်blog ပြောဖို့အတွက်အကြောင်းဖန်လာတာကတော့မြန်မာဘောလုံးလောကအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီနောက်ဆုံးရသတင်းချက်လက်လေးတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်ရဲ့ opinion ကိုကျွန်တော် sharing လုပ်ပေးချင်တာပါ okay အဲ့တော့ကျွန်တော်နောက်ဆုံးသွားခဲ့တဲ့ရှမ်းနဲ့ရန်ကုန်ကစားခဲ့တဲ့ပွဲဒီပွဲစဉ်ကဒါမြန်မာဘောလုံးလောကပေါ့နော်အထူးသဖြင့်အမျိုးသားဘောလုံးလောကရဲ့ကျွန်တော်တို့ဒီဇိုင်းမမတ်ပရိသတ်တွေစောင့်ကြည့်နေတဲ့အဓိကကလပ်အသင်းကြီးနှစ်သင်းထိတဲ့တွေ့ဆုံကြတဲ့ charity sheet ဘောလုံးပွဲဖြစ်တဲ့အတွက်ပရိသတ်တွေအတော်လေးစိတ်ဝင်စားခဲ့ကြတယ်ဒီပွဲစဉ်မတိုင်ခင်နှစ်ဖက်အသင်းရဲ့ဒါကြိုတင်ပြင်ဆင်မှုတွေဤပြတွေအပြောင်းလဲတွေကစားသမားအပြောင်းလဲတွေဒါအားတက်တဲ့ပြင်ဆင်မှုတွေနဲ့အတူပရိသတ်တွေကအားခဲထားကြတယ်ပေါ့ဆိုတော့ဒီပွဲစဉ်ကကျွန်တော်တို့အားခဲထားသလိုပဲရာသီသက်မှာအားနဲ့မန်နဲ့အားကောင်းပေါင်းတဲ့ဖြစ်လာနိုင်မလားဒီပွဲစဉ်ကနေစပြီးတော့ချိန်ထိုးကြည့်မယ်ဆိုရင်ကျွန်တော်ကတော့ဟိုအားမရသေးဘူးပေါ့နော်ဘာလို့အားမရသေးတာလဲဆိုတော့အသင်းတွေရဲ့ပြင်ဆင်မှုတွေအသင်းတွေရဲ့ဒါနီးပြပိုင်းချင်းကပ်မှုတွေကိုကျွန်တော်အားမရတာမဟုတ်ဘူးကန်ခဲ့တဲ့ပွဲမှာပြသခဲ့တဲ့ performance ကကျွန်တော်တို့လိုချင်တဲ့လောက်မတွေ့ရသေးဘူးပြီးတော့အဲ့ဒီအသင်းနှစ်သင်းကလည်းသူတို့ပေးနိုင်တဲ့ maximum level ကိုလည်းအပြည့်မရောက်သေးဘူးလို့ကျွန်တော်ယူဆတယ်နံပါတ်1ချက်ကတော့ဒီရာသီဥတုအခြေအနေကြောင့်ပေါ့နော်ပွဲမတိုင်ခင်မှာရာသီဥတုကမိုးရောလေရောရွာတဲ့အတွက်တော်တော်လေးကိုတဲကြီးမဲကြီးရွာလိုက်တဲ့အတွက်ကွင်းဟာလိုအပ်တာတဲ့ပို့ပြီးတော့ဣကြသွားတယ်နော်ပြီးတော့ဒီကန်ကောင်းတာကကျွန်တော်ဒီတူကနာကွင်းကဒီရေလုံးဝမတင်တယ်ဘူးပေါ့နော်ရေဒီလောက်မိုးရွာတော့မှရေမတင်မဲနဲ့ဒါရေလမ်းကြောင်းစနစ်တွေတော်တော်ကောင်းမွန်တဲ့အတွက်ရေဝစ်ချင်းအလင်းမရှိတော့ဘဲနဲ့ကစားလို့ရတယ်ဒါပေမဲ့ဟိုမြေသားအစ်စ်ဖြစ်တဲ့အတွက်ဒီမိုးရောလေရောကြတယ်မိုးကြီးအောက်မှာနေတွေကလိုအပ်တာတဲ့ပို့ပြီးတော့ပျော့သွားတဲ့အတွက်ကစားသမားတွေဘောလုံး control ထိန်းရခတ်နေတာတော့ပွဲကြီးပရိသတ်တွေအားလုံးလည်းသတိထားမိပါပါဒါကြောင့်မလို့သူတို့ခင်းကျင်းထားတဲ့ tactical ဒါချင်းကပ်မှုတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်ခြင်းမရှိဘဲနဲ့ကွင်းလယ်ကနေပြီးဘောလုံးကိုရှေ့ကိုတင်ပေးနေရတဲ့ကျွန်တော်ဒီ canting piece နဲ့ပေါ့နော်သူတို့ပြအရင်တုန်းကတည်းကကျွန်တော်မြန်မာ league မှာဘာရှိလဲဆိုတော့ဒီ physical အားပြုပြီးတော့ကစားတာကလက်ရှိအချိန်ကြီးကိုကျွန်တော်တို့ကဟိုအခြေခိုင်နေရပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာလည်းကျွန်တော် physical ကိုအားပြုပြီးတော့ပိုကစားရတယ်လို့ဖြစ်သွားတယ်ဆိုတော့ဒီအသင်းနှစ်သင်းကဒီထက်ပိုပြီးတော့လုံးပြနိုင်အောင်မယ်လို့ကျွန်တော်ယုံကြည်ထားတယ်ပေါ့နော်ဆိုတော့ရာသီဥတုကောင်းကောင်း weather ကောင်းကောင်းနဲ့ queen condition fit condition ကောင်းကောင်းမှာဆိုရင်တော့ဒီနှစ်သင်းရဲ့တွေ့ဆုံမှုကID တုံးကတွေ့ဆုံမှုတွေပိုပြီးတော့ကောင်းမွန်တဲ့တွေ့ဆုံမှုတစ်ခုထပ်ရမယ်လို့ကျွန်တော်ယုံကြည်ထားတယ်ဆိုတော့ဒီနေရာမှာ share နေတဲ့အသင်းခေါ်ထားတဲ့နိုင်ငံသားကစားသမားတွေကိုလည်းကျွန်တော်နည်းနည်းပြောမယ်အဲ့တုန်းကအဲ့ထဲကတယောက်ကျွန်တော်တို့ Rory Gu နဲ့တော့ interview တည်းသူတို့ AFC level ကိုအဓိကထားပြင်ဆင်ကျွန်တော် share နေတဲ့တာဝန်ရှိသူတွေနီးပြတွေကစားသမားတွေတွေ့တိုင်းကျွန်တော်မေးတယ်မေးခွန်းကပြည်တွင်းမှာဘာပဲလုပ်နေ share နေတဲ့တက်တည်ပြဖို့က AFC level မှာတခုခုလုပ်ပြမယ်ဒီကနေ့ share နေတဲ့အသင်း AFC level မှာဘာမှမလုပ်ပြနိုင်သေးတာကိုဒီနှစ်မှာတော့ကျွန်တော်ဒီလူအင်အားနဲ့နည်းနည်းတော့ကျွန်တော်မျော်လင့်ကြည့်ခြင်းတယ်ပေါ့နော်ယုံကြည်မှုပေးထားခြင်းတယ်ပေါ့ဘာလို့လဲဆိုတော့ခေါ်ယူတဲ့ကစားသမားတွေရဲ့ဒီ performance ပြီးတော့ခံယူချက်physical ဘိုင်းဒါ technical ဘိုင်းတွေကိုကျွန်တော်လမ်းမိသလောက်ကြည့်မယ်ဆိုရင်မနှိမ့်ဘူးတော်တော်လေးကိုအားကောင်းမောင်းတန်နဲ့ဟိုတရားဖို့3កောင်တွေခေါ်ထားတာမျိုးမဟုတ်ဘဲနဲ့တကယ့်ကို fighter တွေစစ်တွေနိုင်ငံတကာမှာမင်းလားငါလားဒန်းတူရေတူရှင်ပြိုင်ပြီးကိုမြန်မာ player တွေကိုစွဲခေါ်ပြီးတော့ကစားသွားနိုင်တဲ့ player တွေလို့ကျွန်တော်လက်ရှိချိန်မှာယုံကြည်ထားတယ်ဆိုတော့တကယ်ဖြစ်မဖြစ်
ကတော့တကယ်ပွဲကန်တော့မှာပဲကျွန်တော်တို့ကြည့်ရမှာပေါ့နော်လောလောဆယ်မှာပြသထားတဲ့ performance ပြသထားတဲ့သူတို့ရဲ့စိတ်ဓာတ် ability agility တွေကိုကြည့်ခြင်းအဖြစ်တော့ဒီနှစ်တော့ AFC level မှာတခုခုမျှော်လင့်နိုင်တယ်လို့ကျွန်တော်ကောက်ချက်ချတယ်တစ်ဖက်ရန်ကုန် United အသင်းကလည်းကျွန်တော်ဒါကစားသမားပြောရင်မစုံသေးဘူးလို့ကျွန်တော်ယူဆခြင်းတယ်နိုင်ငံသားသမားကိုသူတို့ဟိုစိတ်ကြိုက်မတွေ့သေးဘူးပေါ့နော်ရထားတဲ့သမားလည်းပြန်နှုတ်လိုက်ရတယ်နိုင်ငံသားနီးပြကိုလည်းကျွန်တော်အချိန်တစ်ခုပေးရအောင်ပဲဟိုကစားသွားတဲ့အနေထားမှာဒီအသင်းကစားသမားတစ်တွေပုံမှာတန်းပိုင်တို့ပြန်ရောက်လာတဲ့အနေထားနဲ့ဟိန်းပြိုးဝင်းတို့ရောက်လာတဲ့အနေထားမျိုးမှာအသင်းအထိုင်ကြဖို့နည်းနည်းလေးတော့လုပ်ယူအောင်မယ်ပေါ့နော်တစ်ဖက်ဒီဘယ်ဘက်ချမ်းကိုတော့နည်းနည်းလေးအားဖြည့်ဖို့တော့လိုတယ်ဒီမင်းကျော်ခန့်ဘိုင်းပေါ့နော်ဒါမင်းကျော်ခန့်အနေနဲ့ဒါအသက်အရွယ်တစ်ခုရတော့၎င်းဒါ nationally ဝိုင်းကစားသမားဆိုပေမဲ့ယာဒီပြည့်ကစားဖို့အတွက်ကတော့ကျွန်တော်မထင်ဘူးပေါ့နော်ဒါကြောင့်မလို့မင်းကျော်ခန့်ကိုလက်ကပ်ပေးနိုင်တဲ့ကစားသမားဖြစ်ဖြစ်နောက်ထပ်လူငယ်ကစားသမားဖြစ်ဖြစ်ဒီထက်ပိုပြီးတောင်းနေတဲ့ကစားသမားဖြစ်ဖြည့်တင်းထားမှဒါ AFC level ကိုတွားရင်ရောဒီလိုပြိုင်ပွဲတွေကိုဒါကျွန်တော်ရှုံးထွက်ပေါ့နော်ဒီ league ကိုကစားတဲ့အခါမှာရန်ကုန်တင်းနေနဲ့ဒီပြည့်ချက်ပြီးဖြစ်မယ်လို့ထင်တယ်လက်ရှိချိန်မှာတော့ကျွန်တော်ရန်ကုန်တင်းရဲ့လူစင်ဟိုတိတ်ပြီးအားမရသေးဘူးရန်ကုန်တင်းလည်းဒါဖြည့်တင်းနေမယ်လို့ယုံကြည်တယ်သူတို့လည်းတိတ်အားရပုံမပေါ်သေးဘူးပေါ့နော်ဒါပေမဲ့ဟိုအချိန်တစ်ခုရလာမယ်ဆိုရင်တော့ဒါအဆင်ပြေလာမှာပါโอเคအဲ့တော့ဒါရန်ကုန်နဲ့ရှမ်းနဲ့ကစားသွားတဲ့ပွဲပေါ်မှာကျွန်တော်ကသူတို့နှစ်သင်းကျွန်တော်တို့ပြည်သက်တွေကိုတကယ်ပေးနိုင်တဲ့ level เนาะဒီရာသီဥတုအခြေအနေကြောင့် pit condition တော့မရလိုက်ဘူးလို့တော့ကျွန်တော်ခံစားရတယ်အဲ့တော့နောက်တစ်ပွဲထပ်ပြီးတော့မြည်စမ်းကြည့်ကျင်သေးတယ်ဒီနေရာမှာကျွန်တော်တချို့ပြည်သက်တွေပေါ့ဥမာရန်ကုန်နဲ့ရှမ်းနဲ့ကဒီအသင်းတွေမဟုတ်ဘူးပြည်သက်တွေကြားထဲမှာပါတကယ်ကို aggressive နဲ့ဖြစ်တာပေါ့เนาะဒါကလည်းအောင်မြင်မှုကြီးပုတ်တိုက်တဲ့အခါမှာကျွန်တော်တို့ဒါ aggressive တွေဖြစ်လာကြတယ်ဒီနေရာမှာတော့ကျွန်တော်ပြည်သက်တွေကိုတစ်ချက်တော့ကျွန်တော် request လုပ်ကြတယ်ဗျကျွန်တော်တို့ကရန်ကုန်အသင်းနဲ့ရှမ်းအသင်းကိုအားပေးတဲ့အခါမှာဟုတ်တယ်ကောင်းတယ်မကောင်းဒါတွေကိုကျွန်တော်တို့ဒါဆွေးနွေးထောက်ပြပြီးတော့ကျွန်တော်ဝေဖန်မယ်ဒါပေမဲ့ဒီဘက်ကဒီမဆိုင်နဲ့တခြားအရာတွေနဲ့ပုတ်ခတ်ပြီးတော့ဟိုထောက်ပြတာမျိုးပေါ့လမ်းကြောင်းလွဲသွားမှာဆိုလို့ပါဘာလို့မြင်နေရလဲဆိုတော့ဒီတချို့ဒီရန်ကုန် United အသင်းပွဲပြီးသွားတဲ့အချိန်မှာဒီမြင်ရတဲ့ဓာတ်ပုံတွေကဟိုဒီရန်ကုန်အသင်းဂျာစီမှာတစိမ့်တွေကွာတာတို့ဒီ logo တွေကွာတာတို့ဆိုတော့ဒါကတော့ဟိုမှန်တယ်ပြောရများဟိုကျွန်တော်တို့မြန်မာနိုင်ငံမှာပြည်တွင်းအားကစားလုပ်ငန်းရှင်တွေပေါ့နော်အားကစားဒီဂျာစီလုပ်ငန်းရှင်တွေအခုပေါ်လာတာတိတ်မကြသေးဘူးအရင်တော့ဆိုရင်တော့ရှိတယ်ဗျာဒါပေမဲ့အားနေတယ်ဒီနောက်ပိုင်းမှာကျွန်တော်တို့အုံနဲ့ကျင်းနဲ့ကျွန်တော်တို့တကယ်ကိုအလုံးရင်းနဲ့ဒင်းပြချက်ပြီးလုပ်လာတဲ့အခါမှာအရင်တော့ကကျွန်တော်တို့နိုင်ငံတကာ brand တွေကိုပဲကျွန်တော်တို့ဒါလေတမော့နဲ့တွားပြီးတော့မျှော်ကြည့်နေရတယ်ဒီလုပ်နေရတဲ့အခြေအနေမှာကို local brand တွေဒါဒင်းပြချက်ပြီးကို local အသင်းတွေကို support ပေးတဲ့ဟာကိုကျွန်တော်ကတော့ကြိုးစိုးတယ်ဗျနော် local brand တွေကျွန်တော်တို့လုံနိုင်ကိုင်နိုင်တဲ့ခါကြလို့ရှိရင်ကျွန်တော်နိုင်ငံတကာ brand တွေကိုတွားပြီးတော့ဥမော့နေစရာမလိုဘူးမျှော်ကြည့်နေစရာမလိုတော့ဘူးကျွန်တော်တို့ဒီအစင်းမြင့် club တွေကစ semi pro amateur level ဒီ club တွေက kit sponsor နဲ့ပတ်သက်ပြီးတော့ဒါစိုးရင်စရာတဖြည်းဖြည်းမလိုလာမဲ့အပိုင်းမှဖြစ်တဲ့အတွက်ဒါတွေကိုတော့ကျွန်တော်ကတော့ supporting ပေးခြင်းတယ်နိုင်ငံတကာမှာလည်းပွဲကစားနေနေအင်ကြီးတွေပြက်ဂျာစီတွေပြက်ဟိုဖြစ်ကြတာပဲပေါ့နော်ဒါပေမဲ့အဲ့လိုတော့ပြောလို့ဒီ Adidas တို့ Nike တို့အထူးမားတို့ကမကောင်းလို့ပြောလို့မရဘူးကျွန်တော်အချိန်တစ်ခုပုံမှာမူတည်ပြီးတော့ဖြည့်ရှင်းကြရတာပေါ့နော်ဟို brand တွေဆိုဟိုပစ္စည်းတင်ခါလူတင်ခါရပါဒါတွေကကျွန်တော်တို့ဒီ pit condition နဲ့ကျန်းတဲ့အခြေအနေတွေဝိုးတဲ့လေးတွေမှာကစားတဲ့အခြေအနေမျိုးမှာဒါအခက်မသိဖြစ်တတ်ပါဒါကိုကျွန်တော်တို့သွားပြီးတော့ highlight သွားလုပ်နေတဲ့ခါကျရင်ကျွန်တော်ဒီဘက်ကတကယ်ဘောလုံးလောကနဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့ဟိုဘယ်လိုပြောမလဲဝေဖန်ထောက်ပြမယ်အပိုင်းတွေမှာအားနေသွားမယ်လမ်းလွဲသွားမယ်ပေါ့ဗျာကျွန်တော်အဲ့ဒါကိုတော့ကျွန်တော်အားမပေးဘူးဗျာဒီဘက်ကိုကျွန်တော်တို့ပို့ပြီးတော့ဟိုအားစိုက်စေချင်တယ်ဒါကကျွန်တော်ရဲ့ဟိုတူရီတော့အမြင်နဲ့ကျွန်တော်လက်ရှိမြင်နေရတာကိုပွဲပြီးသွားတယ်ကျွန်တော်တို့ကဒီဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့ငင်းကြခုံကြမယ်ဆွေးနွေးကြမယ်ထောက်ပြမယ်ဝေဖန်မယ်ဆိုတဲ့နေရာမှာဒီလမ်းလွဲသွားတာလေးတခုတွေ့လို့ကျွန်တော်ပြန်ပြီးတော့ဒါအတက်မှတ်ချင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီအရာတွေကိုခဏမေးလိုက်ပါတကယ်တမ်းကျွန်တော်အရေးကြီးတာကဒီအသင်းတွေဘယ်လောက်ထိလုပ်ပြနိုင်မလဲဒီနေ့မှာပြောင်းလဲမှုတွေရှိတယ်အဲ့ဒီပြောင်းလဲမှုတွေကဘယ်လောက်ထိတာသွားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာโอเคတစ်ဆက်တည်းပဲကျွန်တော်ဆက်ပြောမယ်ရှောင်းနေတဲ့အသင်းကနိုင်သွားတဲ့အတွက်အခုစုကြေးရတယ်နော်စုကြေးရတယ်အခုရှောင်းနေတဲ့အသင်းတင်လိုက်တဲ့ post ကိုကြည့်ပြီးတော့ကျွန်တော်လုံးဝဟာမိုက်တယ်ကွာဆိုဖြစ်သွားတယ်ဟုတ်ပတ်စံမိုးကြီးခုံမော်တင်ထားပြီးတော့စုကြေးတွေခွဲပေးနေတာကိုတော့မရဘူးဆိုရင်တော်တော်လေးကိုစက်သိန်းထားစရာမြင်ခွင့်မယ်အဲ့ဒီဟာမျိုးကျွန်တော်ကြိုက်တယ်နော်ကျွန်တော်ဒီဘောလုံးလောကမှာဗာလဲဟိုစုကြေးတော့ရပါတယ်လမ်းမှာတွေ့လို့မေးလိုက်လို့ရှိရင်မရသေးဘူးကိုကြီးမပေးသေးပါဘူးဗျာအမိခံမဲ့ရှိတာပါဆိုတာတွေလည်းကျွန်တော်တို့တွေကြားဘူးနေတော့စိတ်မကောင်းဒါလေးကြားလို့ရှိရင်ဟိုဘယ်လိုပြောမလဲလာပေါင်းများတဲ့နှစ်ပေါင်းများစွာကြာနေတဲ့သတင်းတွေလည်းကြားဆိုတော့
ပေးတယ်လို့ပြောရင်လက်ထဲရအောင်ပေးလိုက်အဲ့ဒါအကောင်းဆုံးအရှင်းဆုံးပဲဗျာနော်အခုရှမ်းဦးနေတဲ့လို့တဲ့ကွက်ကမိုက်တယ်ရှမ်းဦးနေတဲ့မှာနိုင်ရင်ဒီလိုပေးတယ်ဒီလိုပေးရင်ဒီလိုရတယ်ဆိုတာကိုပြတယ်ဗျာဒါကျွန်တော်ဘယ်သူမှပုတ်ခတ်ပြီးတော့စော်ကားချင်းပြောချင်တာမဟုတ်ဘူးဒါပေမဲ့ပေးရင်ရတာပဲမြင်နေတယ်ဗျာဟုတ်လားပေးလို့ရတာအဲ့ vibe ကအကြိုက်ဆုံးပဲအမိုက်ဆုံးပဲဗျာနော် state လဲရှင်းတယ်တန်တရားလည်းကင်းအစုကြီးတွေဘလောက်တော့တက်ပါတယ်ဒါပေမဲ့ချိန်တန်ကြရင်လမ်းတွေ့လို့မေးလိုက်ရင်မရသေးပါဘူးကွာဆိုတာကြီးရအောင်တက်ကြီးပြန်ကြတယ်ကိုလည်းရတာမဟုတ်ဘူးဆိုပေမဲ့လေဟိုနားထောင်တာတော့မကြိုက်ဘူးအခုတော့အဲ့လိုပဲရော့ပေးတယ်ကွာရော့ယူကွာရော့တွေ့လားဆိုဒါမျိုးကတော့ရှမ်းနေတဲ့အတင်းလောက်တာမိုက်တယ်ကြိုက်တယ်အဲ့ vibe ကိုကြိုက်တယ်အဲ့စိတ်တဲ့ကိုကြိုက်တယ်ပေါ့ဗျာနော်โอเคအဲ့တော့အဲ့ဒါကြိုးဆိုတယ်โอเคအဲ့တော့ကျွန်တော်တို့ရှမ်း United နဲ့ရန်ကုန် United နဲ့အဖွင့်နဲ့စတဲ့မြန်မာလီဘယ်လောက်ထိတားသွားမလဲအဲ့ဒါတွေမပြောခင်မှာကျွန်တော်မြန်မာဘောလုံးလောကအတွက်တကယ်ကိုလက်ရှိချိန်မှာဒါပူဆွေးဝမ်းနေကြကောင်းတဲ့ကိစ္စလေးတစ်ခုတော့ရှိတယ်ဗျအဲ့ဒါကတော့ဟိုချင်းလန်းအသင်းကကစားသမားလေးတယောက်ပျောက်နေတဲ့ကိစ္စပေါ့နော်28ရက်နေ့မှာဆိုရင်ချင်းလန်းအသင်းကရန်နာဘော်အသင်းနဲ့ကစားတော့မယ်မတူပီသားလေးလို့သိရတယ်တကယ်ကိုချင်းစစ်စစ်ဒီသားမားလေးအသက်ငယ်သေးတယ်ပြီးခဲ့တဲ့9ရက်လောက်ထဲကပျောက်နေတာအသင်းကလည်းအခုတပြင်းရှာနေတယ်ဒီဝေးဖောက်ဝေးလာကစားတဲ့ချိန်မှာရန်ကုန်မြို့မှာပျောက်နေတယ်တာဝန်ရှိသူတွေပိုက်ချစ်တဲ့ရှာနေတယ်နော်တန်းလန်းမိသလောက်ဝိုင်းပြီးတော့ဒီသတင်းကိုဖြန့်ချက်ပေးကြပါဒါမြန်မာဘောလုံးလောကအတွက်ကျွန်တော်တို့ကစားသမားလေးကဘယ်ရောက်နေမှန်းကိုမသိဘဲနဲ့ကျွန်တော်တို့ဒါဝေဝါးစရာပေါ့နော်အဲ့တော့ကန်ရတာလည်းကျွန်တော်တို့စိတ်မဖြောင်ဘူးအခုမနေ့ချင်းလန်းနဲ့ရန်နာဝန်တွေကန်ရမယ်ကစားသမားကဘယ်ရောက်နေမှမသိဘူးပေါ့နော်ရက်တွေကြာလာရင်လည်းကျွန်တော်တို့အသက်နေရစိုးရင်စရာတွေရှိလာတယ်ဆိုတော့သိတဲ့အတွက်ဒီအတွက်လည်းတယောက်နဲ့တယောက်စင်စကားတစ်ဆင့်ဒါကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ message တွေ share ပြီးတော့လမ်းမိတော့ကူညီပေးကြပါလို့ကျွန်တော်ကိုစားဒါဘောလုံးလောကသားတယောက်အနေနဲ့တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ဘာဖြစ်ကျွန်တော်မြန်မာဘောလုံးလောကအရွေးတစ်ခုကိုရောက်လာပြီ။အဲ့အရွေးတစ်ခုကိုကျွန်တော်တို့ဘယ်လောက်ထိရွေးနိုင်မလဲဆိုတာကိုတကယ်စိတ်လို့ရှာဖို့ကောင်းတယ်နော်။အဲ့တော့မြန်မာလိအစမှာဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့ performance တွေ result တွေ season ဆောင်ရွက်မှုတွေအခင်းအကျင်းတွေမြင်တွေ့ရမလဲ။ဝက်ပြီးသုံးသက်ချက်တွေနဲ့လို့ကျွန်တော်ပြန်လာခဲ့ပါမယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်ကျွန်တော်ကြောက်ဖို့ပါ။